မင်္ဂလာပါရှင်ဒီနေ့ရတော့ပေါ့နော်ကန်နမိတ်လေးရာကြည့်ပေးမှာဗာလေးလဲဆိုတော့ကိုကပေါ့နော်တန်တရားရှိနေတဲ့ကိစ္စပေါ့နော်အဲ့ဒါကမှန်လားမှားလားပေါ့နော်ဥပမာအခြေရေးဆိုလို့ရှိရင်လေဂျားလူရှိနေလားပေါ့နော်ဂျားလူကိုတန်တရားရှိနေတဲ့တတိယလူရှိနေလားအိမ်အောင်ရေးဆိုလဲကိုယ့်ရဲ့အိမ်အောင်ဘက်ကဖောက်ပြန်နေလားပေါ့နော်တကယ်လို့အလုပ်ငန်းခွင်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆိုလို့ရှိရင်လဲတရားရောက်ကမဟုတ်တာလုပ်ထားတယ်ဒါမှမဟုတ်ကိုမကောင်းကြံနေတယ်လို့ကိုထင်နေတဲ့ကိစ္စတွေကတန်တရားဖြစ်နေတဲ့ကိစ္စတွေအကုန်လုံးကမှန်လားမှားလားကန်နမိတ်ကလေးကဘာပြောမလဲဆိုတာကြည့်ရအောင်နော်ပထမဆုံးကြားလာတဲ့ကက်ကလေးကတော့ကိုမနာလိုတဲ့လူတွေရှိတယ်ပေါ့နော်အခြေရင်းမှာဆိုလို့ရှိရင်လည်းကိုတွေနှစ်ယောက်ရဲ့အခြေရင်းနဲ့ပတ်သက်ပြီးကိုတွေကိုမနာလိုတဲ့လူဥမာပေါ့နော်တစ်ဖက်သက်နောက်ဖက်စလုံးမှာဘယ်သူ့ကိုမစုံတစ်ဖက်သက်ကြိုက်တဲ့လူရှိနိုင်တယ်အိမ်အောင်ဘက်မှာဆိုလည်းကိုတွေရဲ့အိမ်အောင်ရေးစင်ပြေနေတာကိုမနာလိုမရှိစိမ့်တဲ့လူတွေရှိနိုင်တယ်ဆိုတဲ့သဘောဖြစ်ပါတယ်လုပ်ငန်းခွင်မှာဆိုလည်းဒီလိုပဲကိုမနာလိုတဲ့လူရှိပါတယ်ဒုတိယကက်ကကြတော့ကိုကမိတ်ဆွေပေါင်းအသင်းအမတန်ကိုများတယ်ပြီးတော့လူချစ်လူခင်ပေါ်များတယ်ပေါ့နော်အဓိကကိုတော့ကတ်နဲ့ပြောမယ်ဆိုလို့ရှိရင်ကိုလူချစ်လူခင်ပေါ်များတာကိုမနာလိုတဲ့လူတွေရှိနေဆိုတဲ့သဘောပါနံပါတ်3ကကြတော့ Queen of Wands ပေါ့နော်ကိုကဒီကရဲ့နမိတ်ရဆိုလို့ရှိရင်တော့ကိုတန်တရားရှိနေတဲ့ကိစ္စတွေကကိုတန်တရားပဲဖြစ်ပါတယ်တကယ်တမ်းတော့ကိုထင်နေတဲ့လိုမျိုးဂျားလူအိမ်အောင်ရေးအခြေရေးမှာဆိုဂျားလူမရှိပါဘူးတကယ်လို့ပေါ့နော်လုပ်ငန်းခွင်မှာဆိုလို့ရှိရင်တော့ကိုထိခိုက်နာကျင်လောက်အောင်လို့ပေါ့နော်လုံမဲ့လူမျိုးတော့မရှိဘူးဒါပေမဲ့ကိုရဲ့အစဉ်ပြေနေအောင်မြင်နေတာတွေကိုတော့မနာလိုတဲ့လူတွေတော့ရှိတယ်ဆိုတော့ကနမိတ်ဖြစ်ပါတယ်ကောင်းတဲ့နမိတ်တွေပဲတီးပါစေမကောင်းတဲ့နမိတ်တွေဆိုတွေ့ဖယ်ပါစေကျေးဇူးတင်ပါတယ်